Motorsport အကြောင်းတွေပြောလိုက်တိုင်းကျွန်တော်တို့တွေအနောက်နိုင်ငံတွေပဲအရင်ဆုံးပြင်းပြင်းလေးရှိကြပါတယ် MotoGP နဲ့ GT3 တို့လိုကမ္ဘာအဆင့်မီပြန်ပွဲတွေကြည့်ရှင်ရင်အဝေးကြီးသွားရမယ်လို့ထင်နေပါသလားတကယ်တော့ကျွန်တော်တို့ရဲ့ရှေ့တောင်အာရှနိုင်ငံတွေမှာလည်းအနောက်နိုင်ငံတွေနဲ့ရေမောင်တန်းနိုင်တဲ့ကမ္ဘာအဆင့်မီပြန်ပွဲကြီးတွေရှိပါတယ်ဒီတစ်ခုကတော့ကျွန်တော်တို့ရဲ့အိန္ဒိယထိုင်းနိုင်ငံမှာရှိတဲ့ Chang International Circuit ပဲဖြစ်ပါတယ်ဒီ circuit ဟာထိုင်းနိုင်ငံဘန်ကောက်မြို့ကနေအရှေ့မြောက်ဘက်400ကီလိုမီတာအကွာမှာရှိတဲ့ဘူရီရမ်မြို့မှာတည်ရှိတာဖြစ်ပါတယ်ဒီ circuit ကို2014မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးကမ္ဘာကျော်ဂျာမန်ပြန်ခွင့်ဒီဇိုင်နာဖြစ်တဲ့ Hamateki ရဲ့အသေးချာပုံစံထုတ်ပေးခဲ့တာဖြစ်ပါတယ်ဆိုင်ကယ်ဖွဲ့ချုပ် FIN ရဲ့ Grade A အဆင့်သတ်မှတ်ချက်နဲ့မော်တော်ကားဖွဲ့ချုပ် FIA ရဲ့အမြင့်ဆုံး Grade 1သတ်မှတ်ချက်ကိုရရှိထားတာကြောင့်အသေးစားဆိုင်ကယ်ပြန်ပွဲကနေ Formula 1ပြန်ကားတွေအထိလက်ခံချပပေးနိုင်ပါတယ် Formula 1ကတော့တခါမှမလာဘူးသေးပါဘူးကွင်းရဲ့အကျန်းစား၄ရက်ကြီးကိုပြောပြပါမယ်ဒီကွင်းရဲ့ပတ်လက်အစီဟာ4ကီလိုမီတာခွဲရှိပြီးတော့အကွေ့ပေါင်း12ခုနဲ့ဖွဲ့စည်းထားပါတယ်ဒီကွင်းရဲ့အသက်သွေးကြောနဲ့အမိုက်စောပိုင်းကတော့ထန်း1နဲ့ထန်း2ကြားမှာရှိတဲ့1ကီလိုမီတာကျော်ရှည်ရတဲ့အဖျောက်လမ်းမကြီး Main Straightaway ပဲဖြစ်ပါတယ်ဒီအဖျောက်လမ်းမကြီးဟာအင်ဂျင်ပါဝါအမြင့်ဆုံးအထိတင်လို့ရတဲ့နေရာဖြစ်ပြီးတော့ကွင်းရဲ့အဓိကဟာရနေရာတစ်ခုလည်းဖြစ်ပါတယ်တခြားပြန်ကွင်းတွေနဲ့မတူတာကဘယ်မှာပွဲချစ်စင် Main Grand Stand ပေါ်ကနေကြည့်ရင်ဘယ်နေရာမှာကွဲမနေပဲပြန်ကွင်းတစ်ခုလုံးမှာရှိတဲ့အကွေ့စစ်နှစ်ခုလုံးကိုမြင်နိုင်တဲ့ကမ္ဘာကျော်ဒီဇိုင်နာ Hamateki ရဲ့အမိုက်စားလက်ရဖြစ်ပါတယ်ဒီနေ့2026 MotoGP ရဲ့ရည်တည်ဖွင့်ပွဲကိုလည်းဒီ Chang International Circuit ပဲပွဲဦးထွက်လက်ခံကျင်းပပေးခဲ့တာဖြစ်ပါတယ်ပြန်ကားလောကမှာဆိုရင်လည်းအနာဂတ် Formula 1 မောင်းနေမယ်လူငယ်ကျဲပွဲတွေမေးထုတ်ပေးရာ Formula 4 Soy Ace ပြန်ပွဲတွေကိုနေ့စဉ်ကျင်းပပေးနေပါတယ်ပြီးတော့ကမ္ဘာကျော် Endurance ပြန်ပွဲတွေဖြစ်တဲ့ Asian Le Mans Series နဲ့ GT World Challenge Asian တွေလည်းဒီကွင်းကြီးရဲ့လမ်းမထက်မှာတမိုင်းကျောင်းတွေကိုရေးထုတ်ခဲ့ကြပူးပါတယ်နောက်နေ့တွေမှာလည်းဒီပွဲတွေပြန်လာအောင်မယ်လို့မျှော်လင့်ရပါတယ်ဒီကွင်းကိုလာကြည့်တဲ့ပရိသတ်တွေကိုအဆွဲဆောင်နိုင်ဆိုလိုခဲ့ပြန်ပွဲတစ်ခုကတော့ Thailand Super Series ထက်က Diesel Pickup Truck ပြန်ပွဲတွေပါထိုင်းတို့ရဲ့အသေးဆွဲ Isuzu D-Max နဲ့ Toyota Hilux Revo တွေကိုပြန်မောင်းကြတာဟာတခြားဘက်ကွင်းမှာမမြင်နိုင်တဲ့ Chang International Circuit ရဲ့အထူးခြားဆုံးအငွေ့အသက်တစ်ခုပဲဖြစ်ပါတယ်ကမ္ဘာအဆင့်မီစံချိန်စံညွှန်းတွေနဲ့တည်ဆောက်ထားတဲ့ Chang International Circuit ဟာအနောက်နိုင်ငံကွင်းတွေနဲ့ရေပေါ်တန်းနိုင်တဲ့အရှိတော်အစားရဲ့ကိုယ်ဆောင်ပြန်ကွင်းတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အရှိတော်အစားမှာဒီလိုမျိုး International Circuit တွေ၄ခုလောက်ရှိပါတယ်ဒီထဲမှာထိုင်းနိုင်ငံမှာရှိတဲ့ Chang International Circuit ဟာကျွန်တော်တို့မြန်မာနိုင်ငံနဲ့အနည်းဆုံးဖြစ်လို့မဖြစ်မနေသွားရောက်ချီးကျူးတင်တဲ့ပြန်ကွင်းတစ်ခုပဲဖြစ်ပါတယ်